မျိုးသမီးတစ်ယောက်ဟာလူသူကင်းမဲ့တဲ့ကျွန်းတစ်ကျွန်းပေါ်မှာတစ်ဆက်ရက်လောက်ငှက်ပြက်နေခဲ့ပြီးခက်ခက်ခဲခဲနဲ့ငါးသေးလေးတွေကိုဖမ်းမိခဲ့ပေမဲ့သူမကတကောင်မှစားဖို့အစီအစဉ်မရှိခဲ့ပါဘူးအဲ့ဒီအစားငါးလေးတွေအားလုံးကိုကြေမို့သွားအောင်ထုချေပြီးပင်လယ်ရဲကိုအားလုံးတုံချလိုက်ပါတယ်ပြီးနောက်အမျိုးသမီးကချွတ်ထက်နေအောင်လှုပ်ထားတဲ့တစ်သားချောင်းကိုကင်ပြီးပင်လယ်ရေမျက်နှာပြင်ကိုစိုက်ကြည့်ကတစုံတစ်ခုကိုစောင့်ဆိုင်နေုံရပါတယ်မကြခင်မှာပဲငါးမန်းတစ်ကောင်ဟာသွေးညီနှံကြောင့်ရောက်လာခဲ့ပြီးဒါကိုမြင်တာနဲ့အမျိုးသမီးကတစ်သားချောင်းကိုအမြင်မြောက်လိုက်ကအချိန်ကိုက်ပဲအားကုန်စိုက်ပြီးထိုးချလိုက်ပါတယ်ချက်ကောင်းထိပြီးအထိုးခံလိုက်ရတဲ့ငါးမန်းကိုကြည့်ပြီးမိန်းကလေးဟာထီပေါက်တာထက်တောင်ပျော်ရွှင်သွားကရေထဲမှာစိတ်လှုပ်ရှားစွာနဲ့အော်ဟစ်လိုက်ပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကအမျိုးသမီးဟာအဲ့ဒီစာကောင်းကိုချက်ချင်းမစားသုံးလိုက်ပဲမိုးကျုပ်တဲ့အထီဆောင်ပြီးတစ်ပင်ပေါ်မှာချိတ်ဆွဲထားလိုက်ကသူမကိုယ်တိုင်ကတော့တစုံတစ်ခုကိုမျက်ခေါ်နေတယ်လို့မျိုးကြိုတင်တူးထားတဲ့တဲချင်းထဲမှာဝတ်သွားပြီးခိုးကြည့်နေခဲ့ပါတယ်ဒါပေမဲ့စောင့်ရင်းနဲ့အမျိုးသမီးဟာမတိလိုက်ပါသာအိပ်ပျော်သွားခဲ့ပြီးပြန်နိုးလာတဲ့အချိန်မှာတော့တစ်ပင်ပေါ်ကငါးမန်းကမရှိတော့ပဲကျိုးကုန်ကြီးပဲကြံရစ်နေတာကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပါတယ်ဒါကလည်းကျွန်းပေါ်မှာသူမအပြင်အခြားတည်ရန်ရှိတဲ့တတဝါတွေရှိနေတယ်ဆိုတာကိုအမျိုးသမီးသတိပြုမိသွားစေပါတယ်ကျိုတင်ကာကွယ်တဲ့အနေနဲ့အမျိုးသမီးဟာကမ်းရိုးတန်းတစ်လျှောက်မှာအသုံးပြုလို့ရမယ့်ပစ္စည်းတွေကိုလိုက်ရှာဖွေခဲ့ရမှာနှစ်လန့်လောက်ပဲရှောက်ရသေးတယ်ငါးမန်းတစ်ပိုင်းပင်လယ်လိုင်းပုတ်လို့ကမ်းခြေပေါ်တင်နေတာကိုတွေ့လိုက်ရပါတယ်ငါးမန်းရဲ့ခန္ဓာကိုယ်ပေါ်ကကြောက်စရာကောင်းတဲ့ကုတ်ချရာတွေကိုကြည့်ပြီးအမျိုးသမီးဟာအံ့အားသင့်ကကြောက်လန့်တကြားနဲ့နေရာမှာတင်ရပ်တန့်သွားပါတယ်ဘာကြောင့်လဲဆိုတော့ဒီတန်ရာတွေကတာမန်တတဝါတွေလုံနိုင်တဲ့အရာမဟုတ်တာတေချာနေလို့ပါပဲဒါပေမဲ့ပိုပြီးထိတ်လန့်စရာကောင်းတာကအမျိုးသမီးပင်လယ်ကမ်းဆက်ကနေပြန်ရောက်လာတဲ့အခါသူမရဲ့အဖော်ဖြစ်သူရဲ့အလောင်းကပျောက်ဆုံးနေပြီးသွေးကွက်တွေပေကျန်နေတဲ့တဲတွေပဲကြံရစ်နေတာကိုတွေ့လိုက်ရပါတယ်ဒီနက်နဲ့ဆန့်ကျဲတဲ့ဘီလူကောင်ဟာငါးစားယုံတက်လောက်ရိုးရှင်းတာမဟုတ်ဘူးဆိုတာသူမသဘောပေါက်လိုက်ပြီးအမျိုးသမီးရဲ့စိတ်ထဲမှာချက်ချင်းဆိုသလိုကြောက်ရွံ့မှုတွေပြည့်နှက်သွားပါတော့တယ်ဒါကြောင့်သူမဟာကြောက်တုံးတဲ့တစ်သားချောင်းကိုအမြန်ခြုံပြီးကာကွယ်ဖို့အတွက်လှန်လှုပ်လိုက်ကကျွန်းပေါ်မှာပုံခိုစရာနေရာတစ်ခုကိုတတိထားပြီးလိုက်ရှာပါတော့တယ်ဒါပေမဲ့တနေကုန်ပတ်ရှာတာတောင်ဘာမှမတွေ့ရပဲဖြစ်နေတော့ရုတ်တရက်ဆိုသလိုပဲအမျိုးသမီးဟာဘေးနားကတစ်ပင်ခေါင်းပေါက်တစ်ခုကနေထူးဆန်းတဲ့အတန်ထွက်ပေါ်လာတာကိုတတိထားမိလိုက်ပြီးကြောက်စိတ်ကိုမျိုးသိက်ကဖြည်းဖြည်းချင်းနားကပ်သွားပြီးဘာလဲဆိုတာသိရအောင်ကုန်းကြည့်လိုက်တဲ့အခါမှာတော့ထင်မထားတာကိုမြင်ခဲ့တယ်တကယ်တမ်းကျတော့ငှက်ဆိုးတစ်ကောင်ဖြစ်နေခဲ့တာပါဒါကြောင့်အမျိုးသမီးလည်းတက်ပြင်းချလိုက်နိုင်ပေမဲ့မကြခင်မှာပဲပုံခိုစရာနေရာမရှိရင်နည်းနည်းဆန့်ကျဲတဲ့ဘီလူကောင်ကသူမကိုခိုးပြီးတိုက်ခိုက်လာမှာကိုစိုးရိမ်ပြီးပြန်လဲထိတ်လန့်လာပါတယ်ဒါကြောင့်အမျိုးသမီးဟာအုံးလက်တွေအများကြီးနဲ့တစ်တုံးကြီးတွေကိုရှာဖွေပြီးယာယီစခန်းတစ်ခုတိဆောက်ကဘီလူကောင်လာတိုက်ခိုက်မဲ့အနေအကိုအချိန်မရေကာကွယ်ဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့သူမမောကြည့်လိုက်တာနဲ့ပင်လယ်ပြင်ပေါ်မှာတစုံတစ်ခုမျောပါနေတယ်လို့မြင်လိုက်ရပြီးစေယူကတေချာကြည့်လိုက်တဲ့အခါတင်မောပြတ်တုံးကကွဲကွာသွားခဲ့တဲ့အဖော်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူ့ရဲ့အလောင်းကအရန်တီတာထင်ရှားနေတာကတော့တစုံတစ်ခုကိုက်စားထားတာခံထားရပြီးမျက်နှာပေါ်ကကုတ်ချရာတွေကအစအရင်တွေ့ခဲ့တဲ့ငါးမန်းကဒဏ်ရာတွေနဲ့ထပ်တူပါပဲဒါဟာတကယ်တမ်းဘာဖြစ်နေတာလဲဆိုတာရှင်းရှင်းလင်းလင်းသိရအောင်အမျိုးသမီးကအရင်နေ့တိုင်းပဲအဖော်ဖြစ်သူရဲ့အလောင်းကိုကျိုးနဲ့တစ်ပင်ပေါ်မှာမြဲမြဲကြည့်ထားလိုက်ပြီးသူမကိုယ်တိုင်ကတော့အမှောင်ထဲမှာပုံပြီးခိုးကြည့်နေလိုက်ပါတယ်ဒီတစ်ချိန်မှာတော့သူမအိမ်မငတ်ရဲတော့ပဲအစာများထားတာကိုအာယုံစိုက်ကြည့်နေုံမှာပဲသူမကိုကြက်တိထက်စေတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်3 မီတာလောက်မြင့်တဲ့ဘီလူကောင်ကြီးတစ်ခုကတစ်ပင်ပေါ်ကအလောင်းကိုဆွဲချပြီးအငမ်းမရကိုက်စားနေတာကိုတွေ့လိုက်ရတာပါအမျိုးသမီးဟာကြောက်လုံးလို့အသက်တောင်ပြင်းပြင်းမရှူရဲပဲဘီလူကောင်ကသူမကိုတွေ့သွားမှဆိုတာကြောင့်အရှိကိုတတိထားပြီးကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလေရင်ပြန်တန်ထွက်ပေါ်လာတာကြောင့်အမျိုးသမီးချက်ချင်းစိတ်လှုပ်ရှားသွားပြီးဘီလူကောင်ပျောက်ကွယ်သွားတာကိုမြင်လိုက်ရတာနဲ့အကူအညီတောင်းဖို့ထလိုက်ချိန်မှာပဲဘီလူကောင်ကရုတ်တရက်သူမရှိမှပေါ်လာခဲ့ပါတယ်အမျိုးသမီးလည်းလှုပ်ရှားမှုတွေကိုအမြန်ရပ်တန့်လိုက်ပြီးအတန်နည်းနည်းလေးမှမထွက်ရဲပဲသူမပါဆက်ကိုသူမတင်းတင်းကြပ်ကြပ်အုပ်ထားလိုက်ရာကန်ကောင်းစွာနဲ့ဘီလူကောင်ကသူမကိုမတွေ့လိုက်ပါဘူးအမျိုးသမီးလည်းအဲ့ဒီတော့မှတက်ပြင်းချနိုင်ပါတော့တယ်ထိုင်ပြီးအသေးခံလို့မဖြစ်ဘူးဒီလူသူကင်းမဲ့တဲ့ကျွန်းကနေထွက်ပြေးဖို့နေလန်တစ်ခုခုစဉ်းစားမှဖြစ်မယ်မဟုတ်ရင်တနေ့နေ့မှာဘီလူကောင်ရဲ့ကိုက်တက်တာကိုခံရပြီးတေးရလိမ့်မယ်ဆိုတာသူမသတိထားမိလိုက်ပါတယ်ဒါပေမဲ့ဒီနေရာမှာတဲနဲ့ကြောက်တုံးကလွဲပြီးထွက်ပြေးလို့မြောက်နိုင်တဲ့ဘက်တီးရီးယားမှမရှိပဲအမျိုးသမီးအကြံရမဲ့နေုံမှာပဲရုတ်တရက်ဘေးနားကအသက်ကယ်အင်ဂျီကိုတွေ့လိုက်ရပြီးစိတ်ထဲမှာရဲရင်တဲ့အကြံဉာဏ်တစ်ခုရသွားခဲ့ပါတယ်သူမကအရင်ဆုံးခရီးဆောင်အိတ်ထဲကအဝတ်စားတွေအားလုံးကိုမြေကြီးပေါ်တုံချလိုက်ပြီးအသက်ကယ်အင်ဂျီကိုအထဲထက်ကမခိုင်မာဆိုးတာကြောင့်ကလစ်တွေအားလုံးကိုအတင်းဆုံးနေထားထိဆွဲဆေးလိုက်ပါတယ်နောက်ဆုံးမှာတော့ဒီအန်ရီတွေဝိုင်းနေတဲ့ကျွန်းကနေလွတ်မြောက်ဖို့အတွက်အသက်ကယ်ကိရိယာဖြစ်သုံးဖို့ရည်ရွယ်ပြီးခရီးဆောင်အိတ်ကိုဆွဲကပင်လယ်ထဲဆင်းသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့ကိုလေးချိန်ကိုရှော့တွက်မိခဲ့ပါတယ်သူမအပေါ်တက်မလိုက်ရသေးခင်မှာပဲခရီးဆောင်အိတ်ကတစ်ခုလုံးမောက်သွားပြီးအချိန်ဆက်တိုက်ကြိုးစားပေမဲ့မအောင်မြင်ခဲ့တာကြောင့်အမျိုးသမီးဟာလုံးဝဒေါသထွက်သွားပါတော့တယ်သူမဟာဒေါသတကြီးနဲ့အသက်ကယ်အင်ဂျီကိုရိုက်ပစ်လိုက်ပြီးမတက်တာတဲ့အစုံမိုးလဲချုပ်တော့မှမို့ထွက်ပြေးမဲ့အစီအစဉ်ကိုယာယီဆွတ်လွတ်လိုက်ရပါတော့တယ်အသက်ရှင်ဖို့အတွက်အမျိုးသမီးဟာအရင်တွေ့ထားတဲ့တစ်ပင်ခေါင်းပေါက်ထဲကိုအမြန်ဝင်ပုံးပြီးအဲ့ဒီကြောက်စရာကောင်းတဲ့ဘီလူကောင်တွေ့သွားမှာကိုရှောင်ရှားလိုက်ပါတယ်ရလက်ကတော့ညရောက်တာနဲ့အနေရကရောက်လာပါတော့တယ်အရင်ဆုံးပတ်လေကနေအတန်နဲ့ကြီးနဲ့အော်တန်တွေထွက်ပေါ်လာပြီးမကြခင်မှာပဲတစ်ပင်ချောက်တစ်ခုလုံးယူမတက်ဆက်တင်လောက်ခါပါတော့တယ်ဒါပေမဲ့ကန်ကောင်းတာကတစ်ပင်ခေါင်းပေါက်ရဲ့အခွန်ကလုံလောက်အောင်ခိုင်ခန့်တာကြောင့်မကြခင်မှာပဲအပြင်ဘက်ကအော်တန်တွေပျောက်ကွယ်သွားပြီးအမျိုးသမီးဟာထိတ်လန့်စရာကောင်းပေမဲ့အနေရကင်းကင်းနဲ့တညတာကိုကြော်ဖြတ်နိုင်ခဲ့ပါတယ်အဲ့ဒီဘီလူကောင်ရဲ့ကြောက်စရာကောင်းပုံကိုမြင်တွေ့လိုက်ရပြီးနောက်လက်ရှိအရေးကြီးဆုံးကဘီလူကောင်ရဲ့တိုက်ခိုက်မှုကနေရှောင်ရှားဖို့နေလန့်ရှာရမယ်ဆိုတာအမျိုးသမီးသိလိုက်ပါတယ်မျက်စိရှိကအုံးပင်ကိုကြည့်ရင်အမျိုးသမီးရုတ်တရက်နေလန့်ကောင်းတစ်ခုကိုစဉ်းစားမိလိုက်ပါတော့တယ်
မျိုးသမီးကပတ်တူစတပိုင်းကိုကောက်ယူလိုက်ပြီးတစ်သားချောင်းနဲ့အပေါက်လေးတွေဖောက်ခါဘက်ကိုကျိုးနဲ့ချီပြီးတစ်ပင်မှာမြဲမြဲထုတ်ပြီးတာနဲ့ပတ်တူဆက်ကိုကျိုးနဲ့ကြက်နေအောင်ပြန်စီးလိုက်တဲ့အခါမကြခင်မှာပဲရိုးရှင်းတဲ့အမြင့်ရောက်ပုတ်ခတ်တစ်ခုဖြစ်လာပါတော့တယ်အမျိုးသမီးဟာမစောင့်နိုင်တော့ပဲပုတ်ခတ်ပေါ်တက်အိတ်လိုက်ပါတယ်နေရာကတနာစရာကောင်းလောက်အောင်ကျင်းပေမဲ့အ ਨੇ ဆုံးတော့ပြုတ်မကျဘူးဆိုတာတေချာစေပါတယ်ဘာကြောင့်လဲဆိုတော့အမြင့်မာနေမှပဲနည်းနည်းစမ်းကြဲတဲ့ဘီလူကောင်ရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်နိုင်မှာဖြစ်ပြီးအသက်ရှင်ဖို့မျှော်လင့်ချက်ရှိလာမှာမို့လို့ပါမကြခင်ညရောက်လာပြီးအမျိုးသမီးအိပ်ပျော်လိုနီးပါးဖြစ်နေချိန်မှာပဲပုတ်ခတ်အောက်ကနေဘီလူကောင်ရဲ့အော်တန်ရုတ်တရက်ထွက်ပေါ်လာပါတယ်အမျိုးသမီးလည်းချက်ချင်းလက်နိုးသွားပြီးကြောက်စိတ်ကိုမျိုးတိတ်ကမောကြည့်လိုက်တဲ့အခါဘီလူကောင်ကသူမရှိရာကိုဖြည်းဖြည်းချင်းရှောက်လာနေတာကိုကွက်တိမြင်လိုက်ရပါတယ်အမျိုးသမီးဟာချက်ချင်းပဲဘာလို့ရမှမသိအောင်ကြောက်လန့်သွားပြီးပုတ်ခတ်တဲ့အမြန်ကွေးဝင်ကရင်ဘက်ကိုဖိထားပြီးဘီလူကောင်သူမကိုလုံးဝရှာမတွေ့ပါစေနဲ့လို့ဖျားသခင်စီဆူတောင်းနေလိုက်ပါတယ်ကံကောင်းစွာနဲ့ပဲပုတ်ခတ်ကလုံလောက်အောင်မြင့်နေတာကြောင့်ဘီလူကောင်ကတပတ်လောက်လက်ရှာပြီးတာတောင်သူမကိုမတွေ့ခဲ့ပါဘူးအဲ့ဒီတော့မှအမျိုးသမီးဟာဒီဘေးဆိုးကနေလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလူသူကင်းမဲ့တဲ့ကျုံးကနေထွက်ပြေးဖို့နေလန်တစ်ခုခုစဉ်းစားမှဖြစ်မယ်မဟုတ်ရင်ဒီနေ့မှာသူမဘီလူကောင်ရဲ့ကြိုက်တက်တာကိုခံရပြီးတရားလိမ့်မယ်ဆိုတာသိနေပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးဟာအဝေးကပင်လယ်ပြင်ပေါ်မှာအသက်ကယ်ဖောင်တစ်စင်းမျောနေတာကိုရုတ်တရက်တွေးလိုက်ရပါတယ်သူမချက်ချင်းဝမ်းသာအားရဖြစ်သွားပြီးအသက်ကယ်ဖောင်စီကိုအမြန်ရေကူးသွားခဲ့ပါတယ်ဒါပေမဲ့အနားရောက်လို့ကြည့်လိုက်တဲ့အခါအသက်ကယ်ဖောင်ပေါ်မှာထိုင်နေကြတာကတင်မောပြက်တုံးကကွဲကွာသွားခဲ့တဲ့သူမရဲ့ချစ်သူကောင်လေးနဲ့သူငယ်ချင်းမလေးဖြစ်နေတာကိုတွေးလိုက်ရပါတယ်အမျိုးသမီးဟာအယမ်းပျော်သွားပြီးသူတို့နှစ်ယောက်ကိုကမ်းပေါ်အမြန်ခေါ်လာကအသက်ကယ်ဖောင်ကိုတုံးပြီးဒီနေရာကနေထွက်ပြေးဖို့အတွက်အသုံးလိုမဲ့ပစ္စည်းတွေကိုလိုက်စုပါတော့တယ်ဒါပေမဲ့ချစ်သူကောင်လေးကပင်လယ်ထဲမှာအချိန်ကြာကြီးမျောပါနေခဲ့ရလို့အခုမှကုန်းမြေပေါ်ခက်ခက်ခဲခဲရောက်လာရတာမို့ဘာပြောပြင်မလိုက်ချင်တော့ပါဘူးဒီမှာလူစားတဲ့ဘီလူကောင်ရှိတယ်လို့အမျိုးသမီးကအစွမ်းကုန်ရှင်းပြနေပေမဲ့လည်းကောင်လေးကမလုံမရှက်ပါပဲအဲ့ဒီအစားသူ့ကောင်မလေးယူသွားပြီလို့ထင်ပြီးတေမဲ့လူကိုတရားဟောရတာခက်တယ်ဆိုသလိုမျိုးအမျိုးသမီးကိုအတန်ကုန်ဟစ်ငေါက်ပါတော့တယ်အမျိုးသမီးလည်းမတက်တာပဲပင်လယ်ထဲဆင်းပြီးစိတ်ငြိမ်အောင်လုပ်ကဒီညဘယ်လိုကြော်ဖြတ်ရမလဲဆိုတာစိုးရိမ်တကြီးစဉ်းစားနေရပေမဲ့ကောင်လေးနဲ့သူငယ်ချင်းမလေးကတော့အမျိုးသမီးရဲ့သတိပေးချက်ကိုလုံးဝခေါင်းထဲမထည့်ပဲကမ်းခြေမှာအေးလူလူလမ်းလျှောက်နေကြပါတယ်မတက်နိုင်တဲ့အဆုံးအမျိုးသမီးဟာပစ္စည်းတွေကိုတိတ်တဆိတ်တင်းစေးပြီးတောအုပ်ရဲ့တစ်ဖက်ချမ်းကိုခိုးကွေ့ကအဝေးကနှစ်ယောက်သတိမထားမိခင်အသက်ကယ်ဖောင်ကိုပင်လယ်ဘက်ဖြည်းဖြည်းချင်းတွန်းယူသွားပြီးတယောက်တည်းထွက်ပြေးဖို့ကြံစီလိုက်ပါတယ်ဒါပေမဲ့သူမအောင်မြင်ခါနီးချိန်မှာပဲအဝေးကနှစ်ယောက်ကရုတ်တရက်လှည့်ကြည့်လိုက်ပြီးအမျိုးသမီးရဲ့လောက်ရက်ကိုတွေ့သွားတာကြောင့်အော်ဟစ်ပြီးသူမစီပြေးလာကြပါတယ်သူမကိုတွေ့သွားပြီဆိုတာသိလိုက်တာနဲ့အမျိုးသမီးကအသက်ကယ်ဖောင်နဲ့အမြန်ဝင်ဖို့အချိန်တင်လိုက်ပေမဲ့ဒီအချိန်မှာကောင်လေးကပြေးရောက်လာပြီးသူမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်လို့သူငယ်ချင်းမလေးကလည်းသူမထွက်မသွားရအောင်အမျိုးသမီးရဲ့ခြေထောက်ကိုအသေးဖတ်ထားလိုက်ပါတယ်အရေးကြုံနေတဲ့အချိန်မှာသူမကသူငယ်ချင်းမလေးကိုခြေထောက်နဲ့ကန်ထုတ်ပစ်လိုက်ပြီးကောင်လေးရဲ့ချုံနှောင်မှုကနေအတင်းယုံထွက်လိုက်ပါတယ်ထွက်သွားဖို့ရတော့မဲ့အခြေအနေကိုမြင်နေရပေမဲ့နောက်တစ်စက္ကန့်မှာတော့အမျိုးသမီးဟာရေရဲကိုမြုပ်သွားပြီးသတိလစ်သွားပါတော့တယ်သူမပြန်လို့လာတဲ့အချိန်မှာတော့ညရောက်နေပြီဖြစ်ပြီးသူမကိုတစ်ပင်မှာကျိုးအုပ်ထားတာတွေ့လိုက်ရပါတယ်ကောင်လေးကတော့အနေရရောက်လာတော့မယ်ဆိုတာလုံးဝတတိမပြုတ်မိပဲဘေးနားမှာပောက်ကြရတွေပြောနေတော့မှာပဲသူငယ်ချင်းမလေးရဲ့စူးစူးဝါးဝါအော်တန်ထွက်လာမှသာအခြေအနေမကောင်းတာကိုကောင်လေးတတိပြုတ်မိသွားပြီးမိတို့ကိုချက်ချင်းကောက်ကန်ကအပြင်ကိုပြေးထွက်သွားပြီးရှေ့ကဘီလူကောင်ကိုရိုက်ချလိုက်ပေမဲ့ဘာမှအရာမထင်ပါဘူးဘီလူကောင်ကလက်ပြန်ရိုက်ချက်နဲ့သူ့ကိုရိုက်ထုတ်ပစ်လိုက်ပြီးပင်လယ်ထဲခုန်ဆင်းသွားပါတယ်ဒီအချိန်မှာကောင်လေးကပင်လယ်ရဲကသူငယ်ချင်းမလေးကိုကယ်ချင်နေသေးပေမဲ့နောက်တစ်စက္ကန့်မှာပဲသူငယ်ချင်းမလေးကိုဘီလူကောင်ကရေအောက်ဆွဲခေါ်သွားတာကြောင့်ကောင်လေးဟာချက်ချင်းကြောက်လုံးလို့မလုပ်ရဲတော့ပါဘူးကံကောင်းတာကအမျိုးသမီးကကျိုးတွေကိုအချိန်မီယုံဖြတ်ပြီးရောက်လာကအကြောင်းအန်းနေတဲ့ကောင်လေးကိုဆွဲခေါ်သွားနိုင်ခဲ့ပါတယ်မင်းညကတိုက်ခိုက်ခံရပြီးနောက်ကောင်လေးဟာအမျိုးသမီးစကားနားထောင်ပြီးစောစောစီစီမထွက်ခွာခဲ့မိတာကိုနောင်တရနေပြီးသူမကိုဘလို့မျက်နှာချင်းဆိုင်ရမလဲမသိဖြစ်နေပါတယ်အမျိုးသမီးကမူလကကောင်လေးသူမကိုကြိုးခဲတဲ့ကိစ္စအတွက်အရန်တော်သားထွက်နေခဲ့ပေမဲ့ကောင်လေးရဲ့ကြောက်လန့်နေတဲ့ပုံစံကိုကြည့်ပြီးစိတ်လျော့သွားကအပြစ်မတင်တော့ပါဘူးအဲ့ဒီနောက်နှစ်ယောက်သားအသက်ကယ်ဖောင်ကိုရေထဲဝိုင်းနှုံးချပြီးနေ့တဲ့အချိန်မှာဒီနေရာကနေအမြန်ထွက်ပြေးဖို့ပြင်ဆင်ကြပါတယ်ဘီလူကောင်ကဒီအချိန်ရေအောက်ကျမ်းပြင်ကနေသူတို့ကိုတိတ်တဆိတ်စောင့်ကြည့်နေမယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးနောက်တစ်စက္ကန့်မှာပဲရေအောက်ကနေအရေးမဲတစ်ခုလျှက်စီးလို့ဖြတ်တန်းသွားတာကြောင့်ကောင်လေးလန့်ဖြတ်သွားပါတယ်သူဘာမှမတုတ်ပြန်နိုင်ခင်မှာပဲရေအောက်ကနေလက်သီးတစ်ခုရုတ်တရက်ထွက်လာပြီးသူ့ကိုကုတ်ချစ်လိုက်ပါတယ်ဒါကိုမြင်တာနဲ့အမျိုးသမီးကစစ်ကိုအမြန်ဆွဲပြီးအသက်ကယ်ဖောင်ကိုအလုံးပိတ်လိုက်ပါတယ်ဒီလိုလုပ်ရင်ဘီလူကောင်ရဲ့တိုက်ခိုက်မှုကိုယာယီရှောင်ရှားနိုင်မယ်ထင်ခဲ့ပေမဲ့မထင်မှတ်ထားတာကဘီလူကောင်ဟာအောက်ခြေကနေလက်သီးနဲ့အသက်ကယ်ဖောင်ကိုထိုးခွဲလိုက်ပြီးအပေါက်ကနေခေါင်းထိုးဝင်လာပါတယ်အရေးထဲမှာကောင်လေးကအချက်ပြတဲ့နက်ကိုကောက်ကင်ပြီးဘီလူကောင်ရဲ့မျက်လုံးကိုတစ်ချက်ပစ်ထည့်လိုက်ရာဘီလူကောင်နာကျင်သွားပြီးလေထဲကနေထွက်ပြေးသွားပါတယ်နှစ်ယောက်သားဘေးကင်းပြီလို့ထင်လိုက်တဲ့အချိန်ရုတ်တရက်အမျိုးသမီးကိုဘီလူကောင်ကရေအောက်ကျမ်းပြင်စီဆွဲခေါ်သွားပါတယ်အသက်ရှူချက်ပြီးတေးတော့မဲ့ဆဲဆဲမှာသူမဓားမြောင်တစ်ချောင်းကိုအမြန်ထုတ်ပြီးဘီလူကောင်ရဲ့ခါကိုအားကုန်ထိုးဆိုင်လိုက်ပါတယ်အပြင်းထန်ထိုးနှက်ခံလိုက်ရတဲ့ဘီလူကောင်ဟာအမျိုးသမီးကိုလွတ်ပေးလိုက်ရပါတယ်ဒါပေမဲ့သူမထွက်မပြေးရဲ့သူမကိုလာခဲ့တဲ့ကောင်လေးစီကိုရေကူးသွားလိုက်ပါတယ်ဒါပေမဲ့ဘီလူကောင်ကကောင်လေးရဲ့ခါကိုဖက်လိုက်ပြီးအမီးကိုရင်မြန်စွာခတ်ကာရေအောက်ကျမ်းပြင်စီကူးသွားတာကိုမြင်လိုက်ရပါတယ်ကောင်လေးအနက်ရောင်တွင်းနဲ့ကြီးတဲ့လုံးဝပျောက်ကွယ်သွားတာကိုကြည့်ပြီးအမျိုးသမီးကွဲကြေမတက်ဝမ်းနေသွားပါတယ်ဒါပေမဲ့အသက်ရှင်ဖို့အတွက်ဝမ်းနေမှုကိုကြိတ်မိတ်ပြီးရေပေါ်ပြန်တက်ကာတဲတောင်ပြင်ပေါ်ခက်ခက်ခဲခဲတွားတက်လိုက်ရပါတယ်ကောင်လေးတေဆုံးသွားတာကသူမမျက်လုံးထဲမှာအမုန်းတရားတွေပြည့်နှက်သွားစေခဲ့ပြီးတစ်ချိန်တည်းမှာပဲဘီလူကောင်ကိုတက်ပစ်မှလွဲရင်ဒီပင်လေပြင်ကနေသူမဘလို့မှထွက်ပြေးလို့ရမှာမဟုတ်ဘူးဆိုတာနားလည်လိုက်ပါတယ်
ဒါကြောင့်သူမဟာလန့်ရှည်တွေအများကြီးလုပ်ပြီးတော့တစ်သားချောင်းတွေကောက်လာပြီးမိတော်ငွေဒီက6တွေ့နေတဲ့မျက်ပင်တွေထည့်ပြီးထောင်ချောက်ဆင်ပါတော့တယ်မကြခင်ညရောက်လာပြီးအမျိုးသမီးဟာထုချေထားတဲ့ငါးသားပုံကိုအစာဖြစ်မိပုံလဲမှာပုံထားလိုက်ပါတယ်ဘီလူကောင်ထောင်ချောက်ထဲဝင်လာတာမြင်တာနဲ့အမျိုးသမီးကမိပုံကိုချက်ချင်းမိရှို့လိုက်ပြီးမိတောက်ကြီးတွေနဲ့ဘီလူကောင်ကိုဝိုင်းရံထားလိုက်ပါတယ်ပြီးတော့အလစ်ငိုက်မှာအနောက်ဘက်ကိုပတ်သွားပြီးလန့်ရှင်နဲ့အသက်အန္တရာယ်ရှိတဲ့နေရာတွေကိုထိုးဆိုင်လိုက်ပါတယ်ဒါကဘီလူကောင်ကိုလုံးဝဒေါသထွက်သွားစေပါတယ်ဘီလူကောင်ကအမျိုးသမီးရဲ့မျက်နှာကိုဖမ်းဆွဲပြီးတကိုယ်လုံးကိုမှတင်လိုက်ရာသူမရဲ့ခေါင်းကျေးမို့သွားတော့မလို့ဖြစ်နေပါပြီတီတီလေးလိုဖြစ်နေတဲ့အချိန်မှာပဲအမျိုးသမီးကဓားမြောင်ကိုအမြန်ထုတ်ပြီးဘီလူကောင်ရဲ့ရင်ဘတ်ကိုနှစ်ဆက်ချက်လောက်ဆက်တိုက်ထိုးချလိုက်ရာစူးစူဝါးဝါအော်ဟစ်တန်တွေနဲ့အတူဘီလူကောင်ကအမျိုးသမီးကိုလွတ်ပေးလိုက်ပါတယ်ဘီလူကောင်တေးလူမျောပါဖြစ်နေတာကိုကြည့်ပြီးအမျိုးသမီးဟာခက်ခက်ခဲခဲမတ်တရက်ကကန်းချေဘက်ကိုရိုင်းနဲ့ပြေးသွားပါတယ်ဒါပေမဲ့ဘီလူကောင်ကဒဏ်ရာတွေဘလပေါ့ဖြစ်နေတာတောင်အမျိုးသမီးနောက်ကိုအလွတ်မပေးဘဲလိုက်လာခဲ့ပါတယ်အမျိုးသမီးကလည်းသူမအနေနဲ့ဘီလူကောင်ကိုခြေကုံပြေးနိုင်မှာမဟုတ်ဘူးဆိုတာသိတာကြောင့်ခြေလန်းကိုရက်တက်လိုက်ပြီးတေးမလားရှင်မလားရှင်ပြန်တက်ခိုက်ဖို့ပြင်လိုက်ပါတယ်မထင်မှတ်ထားတာကခေါင်းပြန်လှည့်လိုက်တာနဲ့ဘီလူကောင်ကခေါင်းတွေရမ်းပြီးညှဉ်းညူတန်တွေထွက်လာကမြေကြီးပေါ်လဲကျသွားတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်တော့မှအမျိုးသမီးလည်းတက်ပြင်းချနိုင်ပါတော့တယ်အဲ့ဒီနောက်သူမဟာတောအုပ်တစ်ခုလုံးကိုမိရှို့လိုက်ပြီးကယ်ဆယ်ရေးအဖွဲ့ရောက်လာမှကိုတိတ်ဆိတ်စွာနဲ့စောင့်ဆိုင်နေလိုက်ပါတော့တယ်